문화요 캐사와래 사야쿠다tta 지니야 또 소연이 와베래 캐사와 사야쿠다tta 지니야 가운 가게때 오이다 하즈노 메자 마시 두케이가 나라즈 소가 나라 나인 소리구나 두디 노즈 알람 비타라 디자와레 디자레 디 노즈 알람가 마미게 우레1時間も寝坊してしまったのだတနင်္လာကျော်လောက်寝坊ဆိုတာအဲ့ရတာနောက်ကျတနင်္လာတော့အဲ့ရတာနောက်ကျတော့ခဲ့တယ်いつもは駅までワーキングのつもりで30分歩いているのだがပုံမှန်ဆိုရင်ဘူတာအထိမိနစ်30လောက်သူကလေ့ကျင့်ခန်းလုပ်မယ်ဆိုစိတ်ကူးနဲ့လမ်းလျှောက်ပြီးသွားနေကြတာပေါ့နော်もうそんな時間ないもうအချိန်မရှိတော့ဘူးတဲ့バスを使うことにしてガシメဆိုပြီးတော့တဲ့バス停に並んだカンマ店မှာရပ်ပြီးစောင့်နေခဲ့တယ်တဲ့しかしどうべめろတဲ့今度はバスがなかなか来ないじじまろバスがどうねこまらうれかバスが時刻表には5分間隔と書いてあるのにဒီအချိန်စရာပုံနော်ကားမှတ်တိုင်းမှာအချိန်သတ်မှတ်ထားတဲ့အချိန်စရာလေးရှိတယ်ဘယ်နှနိုင်ဘယ်နှမိနစ်မှာကားလာမယ်ဆိုပြီးတော့သူက9မိနစ်တခါလာမယ်လို့ရေးထားတဲ့စာရွက်ကိုကြည့်လိုက်တော့နော်そんな20分も待たされてしまったဒါပေမဲ့လို့မိနစ်20လောက်စောင့်လိုက်ရတယ်ပေါ့နော်待たされたစောင့်ခြင်းခံလိုက်ရစောင့်နေကြတော့このままでは2時間近く遅刻してしまいそうだဒီတိုင်းသာဆိုလို့ရှိရင်2နာရီနီးပါးလောက်သူကနောက်ကျသွားမယ်တင်တယ်တဲ့この前上司から余裕を持ってきてよ来るようにと言われたばかりなのにဒီဟောနော်တိမကြခင်ရပဲသူအထက်လူကြီးပေါ့နော်ဂျော်ဂျီဆိုအထက်လူကြီးအလုပ်တွေအထက်လူကြီးကိုဂျော်ဂျီလို့ခေါ်ပါတယ်အဲ့တော့ဂျော်ဂျီကဘာပြောလဲဆိုဒီဆောလာပေါ့နော်အချိန်ကိုဒီအချိန်ပိုယူပြီးတော့လာခဲ့ပေါ့နော်ဆောထားပြီးဂျော်ယူဆိုတာဒီအပိုရှာပို့ဆိုတယ်ပဲဂျော်ယူအဲ့လိုမျိုးသူပြောခံရတယ်နော်ဆောလာပြောခံရတယ်သူပြောပဲちょっと辛抱しないရှေ့ကိုတလန်းတော့မရောက်သေးဘူးလေ自分が怒られている様子が目に浮かぶငါတော့စုခံရတော့မှာပဲဆိုတော့ပုံစံမြင်အောင်နေမိပြီဒါမဲ့ဒီ駅で大事なことに気がついたဒီဒါမှအရေးကြီးတဲ့အရာတစ်ခုသတိထားမိလိုက်တယ်ပေါ့နော်今日は日曜日だったのがဒီနေ့ဆိုရင်တနင်္ဂနွေနေ့ပဲ目覚まし時計が鳴らなかったのもバスが平日の時刻表通りに来なかったのもဒီနှိုးဆက်ကမမီအလန်းမမီခဲ့တာရောဒီဘတ်စကားကဂျားရက်ဒီလာတဲ့အချိန်စရာအတိုင်းပဲမလာတာကိုရော今日は日曜日だったからだのだဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်ပေါ့よかったとはで怒られないで済む会話ねとပြီးတော့しかしဒါပေမဲ့လို့随分無駄な心配をしてしまったတော်တော်လေးကိုသူကစိတ်ပူပန်ခဲ့ရတယ်ပေါ့နော်အလကားနေနဲ့私はどうしたようなကျွန်တော်အကျိုးမဲ့ရတယ်လို့စွန့်したような複雑な気持ちで家までの道を30分歩いて帰ってきたအကျိုးမဲ့ရတယ်လို့ဆုံးရှုံးသွားတယ်လို့ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့အိမ်ကြီးကိုမိနစ်3လောက်လမ်းလျှောက်ပြန်လာခဲ့တယ်ပေါ့နော်
အဲ့တော့ကောင်းဒီငင်းဒီကောင်ကစွန့်したようなどっかあるなぜかဆုံးရှုံးလိုက်ရလို့ဖြစ်သွားတာကဘာဟာလဲတဲ့急がなくてもいいのに急いでいろいろ心配をしてしまったからအရေးမကြီးလဲအရေးကြီးတယ်မလို့ပဲနဲ့အလင်းစလိုလှုပ်လိုက်တယ်အလင်းစလိုလှုပ်ဆံမလို့ပဲနဲ့မျိုးစိတ်ပုံပဲတော့ကရောက်ခဲ့တဲ့အတွက်ကြောင့်နော်2番平日なのに日曜日だったと思って寝坊してしまったからဒီဂျာရဲ့ဖြစ်ပြီးတော့တနုံးကနေနေသူပြီးတော့တွေးပြီးတော့အိပ်ပျော်သွားတယ်တဲ့အဲ့တော့သူကအိပ်ပျော်တာကဂျာရဲ့မဟုတ်ပါဘူးတနုံးကနေနေပါအိပ်ပျော်သွားတာဒီကောင်ကလည်းသူကအဓိပ္ပာယ်တော့ရှိတယ်ဒါပေမဲ့ဒီစာကြောင်းနဲ့မတင်တော်သေးဘူးပေါ့နော်ဒီသူဆုံးရှုံးလိုက်ရတဲ့ဆိုပါလဲဆိုရိုးရိုးမို့တဲ့ခိုင်ရှားနိစကေနာခုနာတဲ့上司から怒られてしまったからသူဆုံးရှုံးလိုက်ရတာဘာလဲဆိုတော့ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့အကြောင်းအရာဘာလဲဆိုတော့ဒီအချိန်စောစောသွားပြီးတော့အချိန်စောစောမဒီရိုးရိုးမို့တဲ့ခိုင်ရှားနေစကိနကုနာတဲ့အချိန်မမီမလောက်ဖွင့်နေသူခိုင်ရှားကိုရောက်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့အထက်လူကနေပြီးတော့ဆူချင်းခံရတယ်ပေါ့နော်အဲ့ဒါအောက်ဆုံးကြောင်းကအီဇိုတန်တော်နိအလင်းစလိုလောက်ပြီးမယ်လို့ဘာစမို့တန်ချမို့ခုနကတဲ့ခိုင်ရှားနိအိုကူရဲတေရှိမတကရအလင်းစလိုလောက်ပြီးမယ်လို့ကားရထားအောင်မလားအတွက်ကြောင်းတော့ခိုင်ရှားနောက်ကျခဲ့တယ်ပေါ့နော်ဒီထဲမှာကခိုင်ရှားနောက်ကျလို့ရင်မထားပါဘူးဒီနေ့အဲ့တော့ဒါပါပဲ